ဘာစီလိုနာမှာဆက်နေခြင်းနဲ့ Rashford အတွက်ယူရိုတန်း30မသုံးခြင်းနဲ့ဘာစီလိုနာအခုဗီဒီယိုမှာတော့ဒီအကြောင်းကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါမင်္ဂကိုကျူ Football Official ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်Rashford ကတော့ဘာစီလိုနာမှာပဲဆက်ပြီးတော့နေခြင်းပါတယ်ဘာစီလိုနာကတော့ယူရိုတန်း30မပေးခြင်းပါဘူးလက်ရှိမှာဒီအရာလေးဖြစ်နေပါတယ် Manchester United ကလည်း Rashford ကပေါ့နော်ဒါအသင်းပြောင်းမယ်ဆိုလို့ရှိရင်တော့အငှားနဲ့ထပ်ပြီးတော့အလုပ်ခံတော့မှာမဟုတ်ပါဘူး Manchester United ကလည်း Rashford အသင်းပြောင်းမယ်ဆိုလို့ရှိရင်တော့သူတို့ကရောင်းကိုရောင်းမှာပါဒီလိုအခြေအနေမျိုးပါ Rashford ကတော့လက်ရှိမှာသူဖြစ်ချင်တဲ့အရာကိုတော့သူကကိုယ်ရင်းလင်းသူကပြောပြပါပြီသူကဘာစီလိုနာမှာဆက်ပြီးတော့ရှိစေချင်ပါတယ်ဒီတော့ဘာစီလိုနာ Rashford ကိုခေါ်ချင်တယ်ဆိုလို့ရှိရင်တော့ယူရိုတန်း30လောက်ကတော့ပုံမှန်ရမှာပါဒီလိုအခြေအနေမျိုးတွေရှိနေတယ်ဒါပေမဲ့ဘာစီလိုနာကလည်းသူတို့ရဲ့ထုံးစံအတိုင်းယူရိုတန်း30ကိုမသုံးချင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဒီတော့ Manchester United အသင်းဘက်ကဆိုလို့ရှိရင်တော့ Rashford အသင်းကိုပြန်လာပြီးတော့လိုချင်တဲ့ဈေးကိုပေးမဲ့အသင်းကိုသူတို့ရောင်းလို့ရတယ်အသင်းဘက်မှာတော့ဒီလိုအခြေအနေမျိုးရှိပါတယ်တစ်ဖက်မှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီပေါ့နော်အာဆင်နယ်အသင်းကလည်းသူတို့ရဲ့ဒီဘေတောင်မန်တိုက်စစ်အတွက်ဒီ Rashford ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့အတန်လေးလည်းထွက်လာတယ်ဒီချက်ကလည်းကျွန်တော်တို့ဒီပြောင်းရွှေ့မှာဒါစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ် Rashford ကနီးပြအမော်ရီနဲ့အဆင်မပြေဖြစ်တယ်ဒီလိုနဲ့ဒီ Manchester United အသင်းမှာပဲအမြဲတမ်းရှိနေမယ်လို့ထင်ထားခဲ့တဲ့ကစားသမားကပထမဆုံးဗီလာကိုရောက်တယ်ပြီးတော့သူပြောင်းခြင်းနဲ့ဘာစီလိုနာကိုသူပြောင်းခွင့်ရသွားတယ်ပေါ့လေနော်ဘာစီလိုနာမှာသူ့ရဲ့ခြေစွမ်းကကောင်းနေပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒါဂျီနက်ဆရာတစ်ခုရှိခဲ့တယ်တွင်းကိုတွေဖန်တီးမှုတွေပြောမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ပြီးသွားခဲ့တဲ့ Real နဲ့ပွဲမှာလည်းသူကဒီတွင်းကိုတကို free kick ကနေတွင်းယူခဲ့တယ်ပြီးတော့ဘာစီလိုနာအသင်း La Liga Champions ဆုရခဲ့တယ်ဒီတော့ Rashford လည်း Manchester United ကနေထွက်ပြီးတော့ဘာစီလိုနာပြောင်းခဲ့တာ La Liga Champions ဆုကိုကင်မြောက်ရတဲ့အနေအထားမှာတော့သူအသင်းကနေထွက်ပြီးတော့ဘာစီလိုနာပြောင်းတာမှန်တယ်ပဲကျွန်တော်တို့ပေါ့နော်ဒါအကြမ်းမြင်ပြောလို့ရတယ်အဲဒီလိုမျိုးအနေထားမှာတော့ Rashford ကတော့သူဖြစ်စင်တာကိုထုတ်ပြောခဲ့တယ်ဒါကတော့ဘာစီလိုနာမှာဆက်နေခြင်းနဲ့ဆိုတာပါဒီတော့ဘာစီလိုနာကRashford ဖြစ်ချင်တဲ့အတိုင်းလုပ်ပေးဖို့ဆိုလို့ရှိရင် Rashford အတွက်ကျွန်တော်တို့ယူရိုတန်း30သုံးရပါလိမ့်မယ်ဒါပေမဲ့ဘာစီလိုနာကလည်းမသုံးချင်ဘူးလက်ရှိမှာတော့ဒီလိုအခြေအနေမျိုးလေးတွေဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ပေါ့နော်ဒီ Rashford ရဲ့စွမ်းဆောင်ရည်ဒီဟာဒီဘာစီလိုနာအတွက်သူ့ရဲ့စွမ်းဆောင်ပေးခဲ့တဲ့အနေအထားကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ယူရိုတန်း30ဆိုတာကတန်တယ်ဆိုတာထက်ဆလို့ရှိရင်ပေါ့နော်ဒါပိုတော်မှနှိမ့်ကြတဲ့ဈေးတစ်ခုတော်မှဖြစ်နေတယ်ဘာစီလိုနာကဒါကိုတော်မှမသုံးချင်ဘူးဆိုတာကတော့တော်တော်ကြီးကိုမဟုတ်တဲ့အနေအထားတစ်ခုလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိ Manchester United အသင်းရဲ့နီးပြ Michael Carrick ကသူသာအမြဲတမ်းနီးပြဖြစ်လာမယ်ဆိုလို့ရှိရင် Rashford ကိုသူကအသင်းမှာဆက်ပြီးတော့ထိန်းကျင်တယ်ဆိုတဲ့ဆန္ဒတစ်ခုကလည်းသူရှိမှရှိတယ်အဲ့တော့ဒီအရာကလည်း Michael Carrick သာဒီအမြဲတမ်းနီးပြဖြစ်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိမှာကကျွန်တော်တို့ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဒါအပြေမထွက်သေးတဲ့အနေအထားတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ် Rashford ကတော့ဘာစီလိုနာမှာပဲဆက်နေခြင်းနဲ့ဘာစီလိုနာကလည်းငွေမသုံးခြင်းဘူး Manchester United ကလည်းအငှားထပ်ပြီးတော့မချနိုင်တော့ဘူးအသင်းမှာမနေဘူးဆိုလို့ရှိရင်တော့သူတို့ကလည်းရောင်းမယ် Rashford ကလည်းဒီ Manchester United ကိုဒါစိတ်နာသွားတဲ့ပုံစံပါပဲအသင်းကိုသူကလည်းပြန်လာခြင်းစိတ်ဘလို့မှမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒီလိုအခြေအနေမျိုးမှာ Arsenal ကလည်းစိတ်ဝင်စားတယ်ဆိုတဲ့အတန်လေးတွေနဲ့ထွက်ပါတယ်ဘာဖြစ်လို့ဆိုတော့ Arsenal အသင်းရဲ့ဘေးတောင်မန်တိုက်ဆက်ကလည်းအဆင့်မြင့်တင်ဖို့လိုတဲ့အခြေအနေမျိုးပါရှိတယ်လို့ပါအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ Rashford ရဲ့အနေအထားကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်သူကသာသူဖြစ်ချင်တာပြောပေမဲ့ဘာစီလိုနာကဒီအနေအထားနဲ့ပတ်သက်ပြီးတော့ဘာမှသိမလှုပ်ရှားဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပါတကယ်တော့ဘာစီလိုနာသာပေါ့နော်ဒါမခေါ်ဘူးဆိုလို့ရှိရင်တော့ Rashford ကတော့အချိန်တန်ရင် Manchester United အသင်းစီကိုပြန်လာရမယ်ဒီလိုအခြေအနေမျိုးမှာတော့ဒါ Manchester United အသင်းလိုချင်တဲ့ပြောင်းရွှေ့ခြင်းပေးတဲ့ကလပ်အသင်းစီကိုတော့သူကပြောင်းရမယ်ဒီလိုအခြေအနေမျိုးတွေဖြစ်လာနိုင်တယ်တစ်ဖက်ကကြတော့လေသူ့အနေနဲ့ပေါ့နော်ဒါအသင်းနဲ့ပူးပေါင်းရမယ့်အချိန်မှာမပူးပေါင်းတာမျိုးတွေလည်းကျွန်တော်တို့ဖြစ်လာနိုင်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအနေထားကတော့ဒီလိုတွေဖြစ်နေတယ်ဒါအမို့ Michael Carrick နဲ့အဆင်ပြေသွားပြီးတော့အသင်းမှာပဲဆက်ကစားမလားပေါ့ပြောမယ်ဆိုလို့ရှိရင်တော့အကြောင်းအရာတွေကတော့မျိုးစုံရှိတယ်ဒါပေမဲ့ Rashford ကတော့သူဖြစ်ချင်တာကတော့ဘာစီလိုနာမှာပဲဆက်နေချင်တာပါဒါပေမဲ့ဘာစီလိုနာကတော့ယူရိုတန်း30မသုံးချင်ပါဘူးလက်ရှိမှာဒီလိုလေးတွေဖြစ်နေပါတယ်ဟုတ်ကဲ့ပါဒီအနေထားရင်းနဲ့ပတ်သက်ပြီးတော့ဘောနော်ဒါဖြစ်နိုင်ခြေရှိတဲ့အရာလေးတွေဒါဒီအနေထားနဲ့ပတ်သက်ပြီးတော့ထွက်နေတဲ့သတင်းလေးတွေကိုဒါကျွန်တော်စုပြီးတော့ပြောရခဲ့တာဖြစ်ပါတယ်ဒီအနေထားရင်းနဲ့ပတ်သက်ပြီးတော့ဘောနော်ကိုယ်ပိုင်အမြင်တွေရှိလို့ရှိရင်လည်းပြောပြပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်